မိန်းကလေးချင်းဆိုတော့လေကိုချင်းစားတယ်ဟိုခုတောင်လေးညီမလေးနဲ့တွဲဖို့တာမလေးအမအကြာကြီးပဲတိုင်မင်တာသူညီမလေးကဧည့်သည်ပဲသူကလေအိမ်သာတစ်ခါဝင်ပြီးဆိုလေအကြာကြီးဟာပြီးတော့ဟဲ့တွေကမင်္ဂလာဦးသတို့သားလေးကိုလေအမကပဲရှင်တာဇလန်အစားတဲ့ဒါကိုယ့်ရဲ့ငယ်စင်ငယ်ချင်းတက်တယ်တဲ့သူနဲ့ကိုနဲ့ဟိုးငယ်လေးကခင်လာတာမောင်နှမအချင်းလိုပဲတဲ့ဒါငါကောင်မလေးတဲ့ဟုတ်မှတွေ့ရဝမ်းသာပါတယ်မဟုတ်တဲ့ဟိုကိုကလေအမြဲတမ်းသူ့တခုဆိုအမြဲတိုင်မြင်နေကြဟုတ်တယ်ညီမလေးသူကလေအမအကုန်တိုင်မင်တာဒီလားဟိုခုတောင်လေးညီမလေးနဲ့တွဲဖို့တာမလေးအမလေအကြာကြီးပဲတိုင်မင်တာသူတွဲကမတွဲကမအဲ့လိုမျိုးတစ်ချိန်လုံးတိုင်မင်နေတာအမကလေတွဲလိုက်ပါလို့ညီမလေးကအနေလေးလဲအေးတယ်လက်ချစ်လက်ချစ်စရာလေးဆိုပြီးအတွဲခိုင်းလိုက်တာညီမလေးညီမလေးဟုတ်ကျေးဇူးတင်ပါတယ်မဟုတ်ဘာမှမလဲဟုတ်ဘာတော့ချင်လဲနင်းတောက်နေကြဟို apple juice ပဲတောက်မှာမလားဟုတ်တဲ့ရောညီမလေး sorry နော် तू ကအမကိုလေအမအိမ်မှာခေါ်တာတဲဆိုတော့လေ तू လည်းအမြဲတမ်းတဲလေးခေါ်နေတော့အကျင့်ဖြစ်သွား sorry နော်ဟုတ်ကပချီနိုပဲမလားအေးရတဲ့တဲငါမှနေကြပါဟဲ့ဟုတ်တဲ့ရောတဲက ice latte လေးပဲမှာပြီနော်ဟုတ်ဟုတ်တဲတွန်းနဲ့သွားလိုက်အောင်မလားဟိုလေနင်းလဲကောင်မလေးရသွားပြီဆိုတော့လေငါတို့အနေထိုင်ဆင်ကျဲရအောင်ဟိုအရှင်တော်ကလို့လေဖခုံးဖတ်ပြီးတော့ပေါင်းလို့မရတော့ဘူးဟဲ့ငါမိန်းကလေးချင်းဆိုတော့လေကိုချင်းစားတယ်ငါမိန်းကလေးချင်းဆိုတော့လေကိုချင်းစားတယ်ဟိုသူလဲဟိုငါတို့ခုလိုမျိုးနေဖို့ထိုင်ဖို့ကြည့်ရတဝိတူမှာပေါ့နော်နင်ကလည်းမဆိုင်ပါဘူးငါတို့ကမောင်နှမကြီးလိုခင်တာပဲကြားလဲကြားလာနေပြီဘာမှဖြစ်ပါဘူးသူလဲနားလဲမှာပါနော်ငါတို့ပြူစံငါတို့သိဆုံးနင်ကလည်းကိုဟိုအမားနဲ့ကိုနဲ့ကအရန်ခင်တာပဲလားယင်ဟုတ်လေခင်တယ်လေကိုရဲ့ဟိုယောက်ျားလေးနဲ့မိန်းကလေးမှာအဲ့လိုတငယ်ချင်းဆိုပြီးတော့ရှိမှမရှိတာပြီးတော့တဲနဲ့ကိုနဲ့ကတွဲနေပြီဆိုတော့ပတ်ဝန်းကျင်ကမြင်မကောင်းဘူးကိုရဲ့အဲ့ဒါလေနည်းနည်းလေးအနေထိုင်ဆင်ခြင်းပေးပါလားယင်တဲရလေအဲ့လိုမပြောပါနဲ့ကိုတို့ကငယ်လေးကပေါင်းလာတာဖြူဖြူစင်စင်ပေါင်းလာကြတာနော်တဲလိုရှောက်ပြောလို့ရှိရင်ငယ်ကြီးလိမ့်မယ်ပြီးတော့နော်ကိုရောင်ကိုပါရေကြာသွားလိမ့်မယ်တော့မပြောရဘူးနော်ဟုတ်တဲ့နည်းနည်းစိတ်ကအဲ့လိုဖြစ်သွားအားလာဘာမှဖြစ်ပါ The next day ကိုအော်အမပါရောက်နေရလားဟုတ်တယ်ညီမလေးမသိပါဘူးဟိုကိုပြောတော့ကြတော့2ယောက်တည်းဒီနေ့အိမ်မှာညနေပိုင်းချက်စားကြမယ်မုံလုံးစားကြမယ်ဆိုတော့လေ2ယောက်တည်းလို့ထင်လိုက်တာဟုတ်တယ်တဲလေးဟိုကို2ယောက်တည်းဆိုရင်ပြင်းစရာကောင်းနေမှာဆိုလေတဲတဲကိုပါခေါ်လာလိုက်တာသူကမုတ်ကြိတ်တယ်ဟုတ်တယ်ညီမလေးဟိုညီမလေးတို့မုတ်လို့စားမှာဆိုအမကသူ့လုပ်ပေးရအောင်လာတာလေဟောပြီးတော့ညီမလေးဘာမှစိတ်မပူနဲ့တော့အမကဒီနေ့တနေ့ကုန်အားတယ်ပြီးတော့မနက်ဖြန်လည်းအားတယ်မနက်ဖြန်လည်းအလုပ်ပိတ်ရက်အဲ့တော့ဒီညလည်းဒီမှာပဲအိမ်သွားမှာဆိုတော့ညီမလေးတို့အေးစေးနော်တဲ့တော့စကားကြည့်မယ်လေကြည့်လေကောင်းတာပေါ့ဘာကကြည့်ရင်လဲဟိုတစ်ခေါက်တော့ထွက်ထားတဲ့ကားလေးအခုတက်ဒီပြန်မှာတင်လိုက်ပြီးအကြည့်လို့ရပြီကောင်းတာပါကြည့်ကြမယ်နော်ဟုတ်ကြည့်နေတယ်တခုစားဘူးလေဘာလုပ်ပြရမလဲကိုမစားချင်လဲစားချင်တာရငယ်ချင်းနင်စားကိုပန်းတော်လေးလောက်လာရင်နေကြိုက်တယ်မလားငါကြိုက်တယ်ပြောနေပြီးရင်လေဘာစားချင်သေးလဲငါဘာလုပ်ပြရမလဲရပါဒါရင်စားလိုက်မယ်အေးပြီးရင်နေစားချင်တာရှိရင်ပြောလေနော်ငါလေးပြောနော်ပြောမှာပေါ့ကောင်းလားကောင်းတယ်နော်ချုံနေရပဲနော်ငါတေးချရွေးလာနေတယ်နင်ကတည်းကကြိုက်တယ်ဆိုတော့လေနင်းဆောင်လားဒီမိုက်ရတာကောင်းတယ်အဲ့ကမကြီး rating ကတကယ်ရောအမြင့်စားကြီးရထားတဲ့ဟာယူနေရတာကိုဟိုညနေစားတော့မလားနင်ပါစားမလားငါတော့လုပ်ဝေလိုက်မလားနောက်မှာနော်နင်စားဝေမဟိုညီမလုပ်ဝေလိုက်ပါမယ်မရပါတယ်ရပါတယ်ညီမလေးကဧည့်သည်ပဲညီမလေးကဧည့်သည်ပဲကိုကိုအေးစစ်စစ်နေ2ယောက်ကနော်အမတောင်းလိုက်မယ်နော်အေးစေးဟဲ့တူတာစားလေးလာရှာပေးပါဦးဟဲ့ငါစားဘူးရှာမတွေ့ဘူးဟာဟေးငါပဲတည်တာလာပြီလာမှာတက်ဒီမှာအော်နင်တို့ကလေဒီဘက်မှာတက်ပြီးထားတာရဇာနာတူတာငါလည်းကော်ဖီတော့ဖွင့်အမလည်းလာပြန်တော့ငါဘာရှာမတွေ့ဘူးအမကညီမလည်းဝင်လို့လိုက်အမလုံးငါလည်းရနာနေဟဲ့တူတာဒီမှာလာရှာပေးပါဦးငါကိုဆုံးရောက်ဆိုရင်ဖွင့်မယ်ညလာပါလေငါဘာရှာမတွေ့ဟယ်လိုတဲလေးပြောခုချိန်ဒီလာမခေါ်သေးဘူးလားဘယ်ချိန်ရှိနေလဲစောင့်နေကြလာပြီအေးတဲလေးဟွာဒီနေ့ကတော့ကိုလာလို့မရတော့ဘူးကွာဟိုညနေကြလို့ရှင်ကိုတဲတဲနဲ့လည်းချိန်တာမဟုတ်လို့လေနော်ဟာကိုလည်းအဲ့လိုလုံးလို့မရဘူးလေဒီမှာအကုန်လုံးဘိုကင်လောက်ထားပြီးပြီဘယ်လိုလုပ်မှာလဲဟုတ်တယ်ဟိုတဲတဲကလည်းဟို तू သွားဖို့အဖော်မရှိတော့ကိုပဲလိုက်ဖို့ပေးရမှာအဲ့ဒါကြောင့်ပါတဲလေးရနော်နောက်တစ်ခေါက်မှကိုလိုက်ဖို့ပေးမယ်နော်လိမ့်ပါလေနော်ပြီးရောကိုဟုတ်ဒီမှာကြည့်လိုက်ဟိုတနေ့တော့ကလေကိုလိုချင်တယ်ဆိုပြီးတော့လေအင်ကြီးလေး post လေး share ထားတယ်လို့တဲဝယ်လာပေးတာအဲ့ဒါကခုနေ့ကကိုလိုချင်လို့ဆိုပြီးတော့တဲတဲကကိုတော့ဝယ်ပေးဘူးပါကြီးဝယ်ပေးဘူးပါကြီး